သတင်းသမားများပြောတဲ့သတင်းစကားအစီအစဉ်ကိုကြည့်နေတာဖြစ်ပါတယ်အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော် freelance channel လေးကိုစိုင်းထက်ဆန်ဖြစ်ပါတယ်ခင်ဗျာအမြင့်မြင့်သစ္စာသတင်းဆောင် channel ရဲ့ editor ချုပ်စာရေးဆရာ IB မျိုးအောင်ဖြစ်ပါတယ်ခင်ဗျာအဲ့တော့အခုပါဆွေးနေမယ်ဒီလိုပဲဒီလိုပါကျွန်တော်တို့ပြည်တော်စုသမ္မတမြန်မာနိုင်ငံတော်ပြည်တော်စုအစိုးရအဖွဲ့အစည်းအဝေးတင်ပြဆောင်2026မှာနိုင်ငံတော်ဝန်ကြီးချုပ်ဦးညိုဆိုပြောသွားတာတွေကိုကျွန်တော်ပထမပိုင်းမှာနည်းနည်းလေးအဲ့လုပ်ပြီးဆွေးနွေးပါမယ်ဒုတိယပိုင်းအချင်းရရင်တော့ကျွန်တော်တို့မြို့သားကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီရဲ့သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင်ဗိုလ်ချုပ်စောမင်းထွန်းဒီကျွန်တော်ဒီဇန်နဝါရီ24ရက်နေ့မှာဒုတိယကြိမ်သတင်းစာရှင်းလင်းပွဲပေါ့အဲ့မှာဝေးစီဝါနဲ့ online လိမ်နေတဲ့နေရာတွေကိုစစ်စင်ရေးနဲ့ဖန်ဆီးရမိတဲ့အကြောင်းတွေရှင်းလင်းတာလေးပေါ့အဲ့ဒါလေးကျွန်တော်ဆွေးနွေးပါဟုတ်ကဲ့ကျွန်တော်ကတော့ဒီအခုပြီးခဲ့တဲ့2025ခုနှစ်ကျွန်တော်ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲပေါ့နော်ဒီကျင်းပပြီးစီးခဲ့တဲ့ဟာတွေနဲ့ပတ်သက်ပြီးတော့နည်းနည်းလေးတုံ့တက်ပြီးတော့မှဆွေးနွေးခြင်းနဲ့ပြီးခဲ့လို့အချိန်ရခဲ့မယ်ဆိုလို့ရှိရင်ကျွန်တော်ဒီ ICJ နဲ့ပတ်သက်တဲ့အကြောင်းချင်းအရာလေးဒါလေးကိုလည်းနည်းနည်းလေးထည့်ပြီးတော့မှဆွေးနွေးခြင်းပါတယ်ကျွန်တော်တို့လက်ရှိအနေထားပေါ့နော်မြန်မာကျွန်တော်တို့ထိုင်းနိုင်ငံမှာဖြစ်နေတဲ့မြန်မာ community ပေါ့နော်မြန်မာလူအဖွဲ့အစည်းနဲ့ထိုင်းလူအဖွဲ့အစည်းကြားမှာဟိုလိုခေါ်မလဲမပြင်းမလဲမှုတွေဖြစ်နေရတယ်ကျွန်တော်အဲ့ဒါနည်းနည်းသုံးသပ်မယ်နောက်တစ်ခုကကျတော့ကျွန်တော်တို့ဒီ American ပြည်တော်စုမှာ work for peace နော်ငြိမ်းချမ်းရေးအတွက်တန်းလျှောက်တယ်ဘုရားဘာသာဆရာတော်ကြီးလမ်းလျှောက်နေတာဒါကကဘာမှာတကယ်ကိုစိုးမိုးနေတဲ့သတင်းတစ်ခုဖြစ်နေအဲ့ဒါလေးကိုကျွန်တော်နည်းနည်းသုံးသပ်မယ်ကျွန်တော်ဒီသတင်းတစ်ခုသုံးသပ်မှာဟုတ်ပါအခုတော့သုံးသပ်ပါကျွန်တော်တို့ဒီပြည်တော်စုသမ္မတမြန်မာနိုင်ငံတော်ပြည်တော်စုဆွဲအဖွဲ့စီဝေးတင်ပြဆောင်2026ကျင်းပပြုလုပ်တဲ့ကမှာနိုင်ငံတော်ဝန်ကြီးချုပ်ဦးညိုစောတက်ရောက်ပြောကြားပါတယ်အဲ့ဒီပြောကြားတဲ့ထက်မှာနိုင်ငံတော်အစိုးရအနေနဲ့ကစစ်မှန်စည်းကမ်းပြေးသွားတဲ့ဒီမိုကရေစီလမ်းကြောင်းပေါ်မှာပြည်သူလူထုရဲ့ဆန္ဒနဲ့ညီရှောက်လန်းတဲ့ဒီမိုပါတီစုံဒီမိုကရေစီထွေထွေရွေးကောက်ပွဲကြီးကိုအောင်မြင်စွာကျင်းပနိုင်ခဲ့ပြီဖြစ်ပါတယ်တဲ့။နောက်ထွက်ပေါ်လာမယ့်အစိုးရအသစ်ကိုနိုင်ငံတာဝန်တွေလွှဲပြောင်းပေးပြီးတော့အဲ့ဒီတာဝန်တွေကိုအကောင်းဆုံးဖြစ်အောင်ထမ်းဆောင်နိုင်ဖို့အတွက်ဆက်လက်ဆောင်ရွက်ပေးကြဖို့ဒါတော့ထည့်သွင်းပြောကြတာတွေ့ပါတယ်။နိုင်ငံတော်အကြီးအကဲကပေါ့ဒီရွေးကောက်ပွဲအပိုင်းဆုံးကျင်းပတဲ့မန္တလေးကဒီမဲဆန္ဒရှင်ပြည်သူတွေကိုရင်းနှီးနှွေးထွေးထွေးဒါကွင်းစင်မျိုးပြောဆိုတာတွေလည်းကျွန်တော်တို့ဒါတွေ့ရပါတယ်ဒါကိုလည်းဝန်ကြီးချုပ်ကထည့်သွင်းပြောကြားတဲ့အထက်မှာကျွန်တော်တွေ့ရပါတယ်အဲ့တော့ဒီပြည်သူလူထုကနေလွတ်လပ်ပေါ့မိမိတို့သဘောဆန္ဒအလျောက်စီကံရှိတဲ့နိုင်ငံကြီးသားပြည်သားဆိုတာလူလားလာရောက်ဆန္ဒမဲပေးကြတာတို့လည်းဒါတွေ့မြင်ရပါတယ်ပေါ့နော်ဒီလိုဆောင်ရွက်တရားတွေကပြည်သူလူထုကနေနိုင်ငံတော်အစိုးရပေါ်မှာလိုလားလက်ခံတဲ့အမှုများဖြစ်တဲ့အတွက်တဲ့အစိုးရအနေနဲ့ကလည်းနိုင်ငံဖွံ့ဖြိုးရေးတိုးတက်ရေးလုပ်ငန်းတွေမှာအကောင်းဆုံးဖြစ်အောင်အကောင့်တွေပေါ်ဆောင်ရွက်သွားရမယ်လို့ဒါဝန်ကြီးဖွဲ့တွေကိုတိုက်တွန်းပြောကြားပါတယ်အဲ့တော့နိုင်ငံတကာစောင့်ကြည့်လေးလာရေးအဖွဲ့တွေကလည်းဒီရွေးကောက်ပွဲမှာပြည်သူလူထုတွေလာပြီးတော့ဒီမဲပေးကြတာပေါ့နော်အနောက်ရှက်တစုံတရာမရှိဘဲနဲ့မဲပေးကြတယ်လွတ်လပ်မိမိသဘောဆန္ဒတိုင်းပေးကြတယ်ဆိုတာကိုနိုင်ငံတကာစောင့်ကြည့်လေးလာရေးအဖွဲ့တွေကလည်းတွေ့မြင်ရတဲ့အကြောင်းသူတို့ထုတ်ဖော်ပြောကြားတယ်ဆိုတာကိုလည်းဒါဝန်ကြီးချုပ်ထက်သွင်းပြောကြားတဲ့ထဲမှာတွေ့ရှိရပါတယ်။နောက်ပညာရေးဝန်ကြီးဌာနအနေနဲ့တဲ့သင်ရိုးညွှန်းတမ်းနဲ့ရေးဆွဲတဲ့အခါမှာအခြေခံပညာရေးဥပဒေနဲ့မျိုးသားပညာရေးဥပဒေပါပြဋ္ဌာန်းချက်နဲ့အညီမူလတန်းအလယ်တန်းအထက်တန်းအဆင့်ပညာရေးသင်ရိုးညွှန်းတမ်းတွေကိုအစစ်မြင့်ပညာရေးနည်းပညာနဲ့သက်မွေးပညာရေးပညာရက်တွေကိုဆက်လက်သင်ယူနိုင်ဖို့အတွက်မြန်မာစာရေးအင်္ဂလိပ်စာကဲသို့သင်ကြားသင်ယူမှုဘာသာစကားတွေကိုမဖြစ်မနေသင်ကြားပေးမှအခြေခံကောင်းတွေကိုလေ့ကျင့်ပြိုးထောင်ပေးနိုင်ဖို့အထောက်အကူဖြစ်မယ်ဆိုတော့သူထည့်သွင်းပြောကြားသွားတွေ့ပါတယ်ဒီရွေးကောက်ပွဲအပိုင်း3နဲ့ပတ်သက်ပြီးကျွန်တော်ဗိုလ်ချုပ်စောမင်းထွန်းကျွန်တော်တို့ဒီရွေးကောက်ပွဲနဲ့ပတ်သက်ပြီးပြောတာလေးကျွန်တော်ဒါလေးနည်းနည်းလေးရှင်းပြချင်ပါတယ်ဒီနိုင်ငံတကာရွေးကောက်ပွဲစောင့်ကြည့်လေ့လာသူတွေသူတို့ဖိတ်ခေါ်ပြီးတော့ဒီမင်းမြန်းတဲ့ခါမှာအပြုသဘောဆောင်တဲ့ဒီမှတ်ချက်တွေရရှိတဲ့ဆိုတဲ့အကြောင်းကိုသူပြောပါတယ်ပါတီစုံဒီမိုကရေစီထွေထွေရွေးကောက်ပွဲမဲပေးဆန္ဒမဲပေးပိုင်ခွင့်ရှိသူဟာ24.2တန်းကျော်ရှိပြီးတော့အပိုင်း3ပိုင်းစလုံးမှာမဲပေးသူတွေအားလုံးဟာ73.14တန်းကျော်ရှိတဲ့အတွက်ဒါဆန္ဒမဲပေးတဲ့ရာခိုင်နှုန်းက55%လောက်ဒါရှိတယ်လို့တွေ့ရှိရပါတယ်ကိုယ်စားလှယ်တွေအားလုံးရွေးကောက်တင်မြှောက်နိုင်ခဲ့တာကိုဗိုလ်ချုပ်စောမင်းထွန်းရှင်းပြသွားတာကိုကျွန်တော်တွေ့ရပါတယ်ဒါလေးကိုကျွန်တော်ပထမပိုင်းအနေနဲ့ဆွေးနွေးခြင်းဒီပါတီစုံဒီမိုကရေစီဒီရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့မှကျွန်တော်တို့ကဒါအပိုင်း3ပိုင်းကျင်းပပြုလုပ်ခဲ့ကြတယ်ကျင်းပပြုလုပ်ခဲ့တဲ့မှာလည်းကျွန်တော်နှောက်ယှက်ဖြစ်စည်းတဲ့ဟာတွေလည်းရှိတယ်ကျွန်တော်တို့ဒါနှောက်ယှက်ဖြစ်စည်းဟန်တာခဲ့တဲ့ဟာတွေအဲ့ရမြို့နယ်ပေါင်းဘယ်လောက်ရှိလဲဆိုရင်41မြို့နယ်တောင်ရှိခဲ့တယ်ထွေရွေးကောက်ပွဲမှာဆိုရင်ကျွန်တော်တို့ပါတီပေါင်းစုစုပေါင်း58ပါတီကျွန်တော်ဝင်ရောက်ရှင်မြန်ခဲ့တယ်ပြီးကြလို့ဆိုရင်ကျွန်တော်ရွေးကောက်ပွဲကျင်းပတဲ့မြို့နယ်ပေါင်းက330ရှိတဲ့နေရာမှာကျွန်တော်260နဲ့မှာ3မြို့နယ်ကိုကျင်းပနိုင်ခဲ့တယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့အနေနဲ့တော့ရှင်းပြောဆိုရင်ဒီရွေးကောက်ပွဲကျင်းပနိုင်ခဲ့တဲ့အောင်မြင်မှုရာခိုင်နှုန်းအနေနဲ့ပတ်သက်ပြီးတော့ဖြစ်ကျွန်တော်ပြည်သူလူထုနဲ့အစိုးရတရက်နဲ့ကျွန်တော်ပူးပေါင်းဆောင်ရွက်တာတွေပွင့်လင်းမြင်သာမှုရှိတဲ့အရာတွေဒီအရာတွေကိုကျွန်တော်သတင်းသမားတွေနဲ့တော့ကျင်းနဲ့အားရမိတယ်လို့ကျွန်တော်ပြောချင်ပါတယ်ဗျာအဲ့တော့ကျွန်တော်ကခုနပြောသလိုကျွန်တော်သုံးသက်ချင်တာကလက်ရှိအနေထားမှာကျွန်တော်တို့မြန်မာနိုင်ငံသားတွေပေါ့နော်လူငယ်တော်တော်များများကထိုင်းနိုင်ငံမှာလောက်သွားလုပ်နေတယ်ဒီထဲမှာလည်းပြောရရင်တရားဝင်လုပ်ကိုင်တဲ့လူတွေရှိတယ်လို့ဘယ်လိုခေါ်မလဲတရားမဝင်ထိုင်းနိုင်ငံထဲဝင်ပြီးတော့အောက်လန်းနေပြီးတော့နောက်ပုံသဏ္ဍာန်အမျိုးမျိုးသွားပြီးတော့အလဲပတ်သွားတယ်ဆိုပြီးလုံးတဲ့လူတွေလည်းရှိအောင်ပုံသဏ္ဍာန်အမျိုးမျိုးရှိတယ်အခုတော့ပထမပိုင်းမှာဘာဖြစ်လဲဆိုတော့မြန်မာချင်းကြားမှာပြဿနာတွေဖြစ်ကြတယ်ဖြစ်လို့ပြီးတော့ဥပ္ပါဖြစ်လဲဆိုတော့ထိုင်းနဲ့အခုကမြန်မာချင်းဖြစ်တာအားမရပြီးတော့ထိုင်းနဲ့ပြန်ဖြစ်ထိုင်းနဲ့ဖြစ်တယ်ဟုတ်တယ်ဆိုတော့တချို့ဟာတွေကကြတော့မြန်မာကုန်သဏ္ဍာန်တွေဖွင့်တာရှိတယ်
မြန်မာမနက်စာဆိုင်တွေဖွင့်တာစားတော့ဆိုင်တွေအစရမျိုးမျိုးဖွင့်လာရှိတယ်ခုနောက်ပိုင်းကျတော့ထိုင်းကိုတကယ်ပတ်စံရှိတဲ့လူတွေပဲရောက်လာတာပဲပြောရရင်မြို့ကြီးပေါ်လူရန်ကုန်တို့မန္တလေးတို့လူတွေရောက်လာသူတို့ကဟိုမှာကိုယ်ပိုင်ဆိုင်တွေဖွင့်တယ်ကိုယ်ပိုင်ရင်းနှီးမြှုပ်နှံတာတွေလုပ်တယ်မြန်မာဆိုင်တွေလည်းအများကြီးဖြစ်လာမြန်မာလူမျိုးတွေလည်းအများကြီးဖြစ်လာတဲ့အခါကျတော့ဘာဖြစ်လဲဆိုဒေသခံတွေနဲ့အဲ့လိုပုံတိုင်မျိုးနဲ့ညှိတာဒီပြဿနာတွေရဲ့အရင်းခံဘာလဲဆိုတော့ကျွန်တော်တို့လူအဖွဲ့အစည်းမှာပြုပြင်မှုဖြည့်ဆွတ်ဖို့ဟာတွေအများကြီးလိုအပ်တယ်လို့ကျွန်တော်တို့ဒီလိုသုံးသပ်တယ်နောက်တစ်ခုကဘာလဲဆိုတော့ကျွန်တော်တို့မြန်မာလူအဖွဲ့အစည်းမှာတယောက်နဲ့တယောက်ပေါ့နော်အပြန်အလှန်လေးစားမှုတွေတိဆောက်ဖို့လိုအပ်တယ်ဆိုတော့ဒါတွေအကုန်လုံးကဆက်ဆက်နေတာဟုတ်လားအမျိုးသားစည်းကမ်းအစားစာတင်ကြောင်းဒါကြီးတွေစိုင်းမုံကြီးတွေကအကြောင်းတိုင်းမှာရှိတယ်မှန်တယ်လို့ဆုံးတယ်ပြောဒုတိယပိုင်းလေးဟောပါကျွန်တော်တို့ဒီရှမ်းပြည်နယ်မြောက်ပိုင်းတီဘောမြို့နဲ့ဒီမိုင်းရဲ့မြို့အနီးမှာကျွန်တော်ဇန်နဝါရီ9ရက်နဲ့17ရက်မှာငွေစီဝါနဲ့ငွေစီဝါချက်လုံမှာအသုံးပြုတဲ့ဒီစီကရိယာအမြောက်အများပေါ့နော် online တင်လေခေါင်းစားတဲ့အားတွေပါဖန်ဆီးတာတွေပေါ့နော်အဲ့ဒါတွေကိုဒါကျွန်တော်နိုင်ငံတော်သတင်းထုတ်ပြန်ရေးဖွဲ့ရနေပြီးတော့သူတို့ကျွန်တော်ပထမချိန်ကျွန်တော်သတင်းထုတ်ပြန်ခဲ့ပြီးဖြစ်ပါတယ်ဒါပေမဲ့အဲ့သတင်းထုတ်ပြန်ပြီးနောက်ရက်မှာပဲပေါ့နော်ကျွန်တော်တို့သတင်းထုတ်ပြန်တာဇန်နဝါရီလ14ရက်နေ့ကပထမချိန်ထုတ်ပြန်တယ်အဲ့ဒီဇန်နဝါရီလ15ရက်နေ့ကစပြီးဇန်နဝါရီလ20ရက်နေ့အတွင်းမှာထပ်မံပြီးတော့ပဲအဲ့နေရာတွေကနေပြီးတော့အပိုင်းတွေတော်တော်များများလေးထပ်မံသိသိရမိတာတွေရှိပါတယ်အဲ့ရှိတာတွေနဲ့ပတ်သက်ပြီးတော့ဇန်နဝါရီလ24ရက်နေ့မှာဒါကျွန်တော်ဒုတိယအကြိမ်သတင်းစာရှင်းလင်းပွဲကိုပြုလုပ်ပါတယ်အဲ့ဒီတီဘောမျိုးနယ်နဲ့မိုင်းတဲ့မျိုးအတွင်းမှာမွေးစေဝါချက်လုပ်တဲ့နေရာ3နေရာမှာမြန်မာနိုင်ငံမှာမွေးစေဝါထုတ်လုပ်တဲ့ပင်းနေရာတွေအဖြစ်ဖော်ထုတ်ရရှိခဲ့တာဖြစ်တယ်လို့ဒါသတင်းဗိုလ်ချုပ်တော်မြင့်တော်ရှင်းပြတာကိုတွေ့ရပါတယ်အဲ့တော့ဒီပင်းနေရာတွေဖန်တီးရမိတာမြန်မာနိုင်ငံရဲ့မွေးစေဝါသမိုင်းတလျှောက်လုံးမှာပမာဏအများဆုံးသိသိရမိမှုဖြစ်ပါတယ်တဲ့2025ခုနှစ်မှာဖန်တီးရမိတဲ့မွေးစေဝါရဲ့3ပုံ1ပုံဟာအဲ့ဒီနေရာထုတ်လုပ်တာဆိုပြီးတော့သုံးသပ်ရရှိရပါเนาะအဲ့တော့တပ်မတော်နဲ့မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့ဖော်ထုတ်ရှင်းလင်းတိုက်ဖြတ်ခဲ့တဲ့ဒီမွေးစေဝါအမြောက်များထုတ်လုပ်တဲ့နေဟာတကယ်တော့ EU ပေါ့เนาะကျွန်တော် SSA တို့ SSPB တို့လက်နက်ကိုင်အဖွဲ့တွေလှုပ်ရှားစိုးမိုးတဲ့တကယ်နယ်မြေတွေဖြစ်နေတာကိုတွေ့ရတယ်ပေါ့အဲ့သတင်းစာရှင်းလင်းပွဲမှာပဲဒါဗိုလ်ချုပ်တော်မြင့်တော်ဗာပြောလဲဆိုမွေးစေဝါနဲ့ပတ်သက်တဲ့မြန်မာနိုင်ငံရဲ့နောက်ခံသမိုင်းကြောင်းအစသူကအသေးစိတ်ရှင်းပြအဲ့တော့ဒီအစိုးရနဲ့တပ်မတော်ရဲ့မွေးစေဝါတားဆီးနိုင်တဲ့တဲဖြည့်ရေးလုပ်ငန်းဆောင်ရွက်ခဲ့တဲ့လက်ရှိအခြေအနေတွေပေါ့အဲ့ဒါတွေကိုလည်းသူကတည်ပြီးတော့ဖန်ဆီးရမိမှုတဲ့အခြေအနေတွေကိုလည်းသူတင်ပြတာကိုတွေ့ရပါတယ်မွေးစေဝါချက်လုပ်တဲ့နေရာတို့ရဟရှင်နေနဲ့သွားပါတယ်ဖော်ထုတ်ဖန်ဆီးရမိတဲ့မွေးစေဝါနဲ့ပတ်သက်ပြီးတော့ဒီတော့ဖန်ဆီးရမိတဲ့ဓာတုဗေဒပစ္စည်းတွေပေါ့နော်ပြီးလို့ရှိရင်ဒီဆက်ဆက်ပစ္စည်းတွေဒီတော်တော်များများပဲဗျခင်းချင်းပြတ်သားထားတာကိုလည်းသတင်းမှာကျွန်တော်တွေ့ရပါတယ်2026ခုနှစ်ဇန်နဝါရီ16ရက်ကနေပြီးတော့2026ခုနှစ်ဇန်နဝါရီ22ရက်အတွင်းမှာဒီမြန်မာနိုင်ငံရဲတပ်ဖွဲ့နဲ့ဒီတပ်မတော်ကဖမ်းဆီးသိမ်းဆည်းရမိတဲ့နေရာတွေမှာပဲကျွန်တော်မသိနိုင်ဘူးလေဒီနေညာအဲ့တော့ကျွန်တော်အဲ့နေရာတွေမှာပဲကျွန်တော်ဖောက်ခွဲဖျက်ဆီးတာတွေလုပ်ရတယ်မိရှို့တာတွေလုပ်ရတယ်မြေမြုပ်ဖျက်ဆီးတာတွေလုပ်ရတယ်အဲ့ဒါတွေကိုလည်းဗီဒီယိုမှတ်တမ်းတွေနဲ့တေချာရိုက်ပြီးတော့ဒါပါဝါပိုက်နေနဲ့သူတို့တေချာလေးကိုရှင်းပြထားတာကိုလည်းဒီသတင်းစာရှင်းလင်းမှာကျွန်တော်တွေ့ရပါတယ်ဓာတုပစ္စည်းတွေနဲ့ဒီချက်လောက်အောင်မှာအသုံးပြုတဲ့ပစ္စည်းကိရိယာတွေပေါ်သူကျွမ်းကျင်တဲ့ပညာရှင်တွေနဲ့တွက်ချက်ကြည့်တဲ့အခါမှာတော်တော်ကြောက်ရွံ့ကောင်းတာသွားတွေ့ရဘာတွေ့ရလဲဆိုတော့ဒီပညာရှင်တွေရဲ့တွက်ချက်မှုမှာဒီနေရာတနေရာထဲမှာပဲ ice ပေါ့နော် methamphetamine 28တန်လောက်ထုတ်နိုင်နေဆိုဒီပမာဏကိုသွားတွေ့ရဒါအပြင်သူကတန်ဖိုးအပြင်ငွေကျပ်940ဘီလီယံခန့်ရှိတန်ဖိုးရှိတဲ့စိတ်ကြွဆေးပြားတွေကိုလည်းထုတ်လုပ်နိုင်တာကိုတွေ့ရတယ်အဲ့တော့စိတ်ကြွဆေးပြားထုတ်လုပ်မယ်ဆိုလို့ရှိရင်တဲ့အရေးအတွက်ကစိတ်ကြွဆေးပြားဒါတန်ပေါင်းကို130လောက်ကိုထုတ်လုပ်နိုင်တယ်ဆိုတော့ပတ်တွေ့ရအဲ့ဒါ130လောက်ရဲ့တန်ဖိုးဟာဒါငွေကျပ်အားဖြင့်1620ဘီလီယံခန့်ထုတ်လုပ်နိုင်မှာဆိုတာဒါရှင်းလင်းသတင်းစာရှင်းလင်းမှာတွေ့လိုက်အဲ့ဒါကျွန်တော်တို့မြန်မာနိုင်ငံအတွက်ဘယ်လောက်အနေကြီးမားလဲပေါ့အဲ့ဒါလောက်များကြီးထုတ်နိုင်တဲ့မွေးစေဝါတွေဟာအခြားဒေသတွေရောက်သွားမယ်ဆိုရင်ဒါတမျိုးသားလုံးလူညွန့်ကျိုးနိုင်တဲ့ဒီမွေးစေဝါကိုမြန်မာတပ်မတော်နဲ့ဒီမြန်မာနိုင်ငံရဲတပ်ဖွဲ့တို့စစ်စင်တပ်ဖွဲ့ဒီရက်ပိုင်းတွင်းမှာအောင်မြင်ခဲ့တယ်ဆိုတာလေးကိုဒီသတင်းစာရှင်းလင်းပွဲမှာကျွန်တော်တွေ့ရပါတယ်ဒါကျွန်တော်တို့ဒီတိုင်းပြည်အတွက်ဒါအောင်မြင်မှုကြီးတစ်ခုပါအဲ့မှာရဲမှုချုပ်တယောက်ကပြောတာကကျွန်တော်တို့မေးလိုက်တဲ့အချိန်မှာသူပြောတာကဟုတ်လားဦးနင်းလို့ရဲမှုချုပ်လို့ဒါကကျွန်တော်တို့ဘယ်လောက်အထိကျွန်တော်တို့တိုင်းပြည်အတွက်အကျိုးမြတ်ရှိမလဲလို့မေးလိုက်တော့တိုင်းပြည်အတွက်အကျိုးမြတ်မဟုတ်ဘူးလေပေါ်မင်းနဲ့ကျွန်တော်တို့ကဘာကြီးကိုကတင်လိုက်တာလေမှန်တယ်ကဘာကြီးကိုကတင်လိုက်ဘာကြောင့်လဲဆိုတော့ဒီမွေးစေဝါးဒီဒါဒီမှာရှိတယ်ဆိုတော့ကျွန်တော်တို့ဟုတ်လားဟိုမသိရင်သို့မဟုတ်ဒါကြီးကိုဟိုနိုင်ငံတော်ကမသိမ့်ပိုက်နိုင်လို့ရှိရင်ဒါတွေကဆက်ပြီးတော့ဒီပြတ်သွားတဲ့နိုင်ငံတွေကိုကမ္ဘာနိုင်ငံအသီးသီးကိုပြန့်ထွက်သွားမှာဟုတ်တယ်သူတို့ပြောဒါမျိုးပြောဆိုပြောရမြန်မာနိုင်ငံအတွက်တော့ဒါဟိုကျိုးမြတ်ရတယ်လို့ကျန်တဲ့
မြန်မာနိုင်ငံရဲ့ပတ်ဝန်းကျင်နိုင်ငံတွေအတွက်လည်းကောင်းတာပေါ့ ဒီ ICJ မှာကျွန်တော်အခုပြီးခဲ့တဲ့ရက်ပိုင်းတုန်းကကျွန်တော်ဒီဟိတ်မြို့မှာသွားပြီးတော့မှာပေါ့နော်ကျွန်တော်ဒီဂမ်ဘီယာနိုင်ငံတရားစွဲဆိုတာသွားပြီးတော့မူရင်ဆိုင်တယ်ဒီရင်ဆိုင်တိုင်းနဲ့ပတ်သက်ပြီးတော့မှကျွန်တော်မြန်မာနိုင်ငံတွင်းမှာရှိနေတဲ့ပြည်သူလူထုတွေကလည်းသူတို့ဘက်ကနေပြီးတော့မှဒီသွားရောက်ရင်ဆိုင်နေကြတဲ့နိုင်ငံတော်ရှိနေတဲ့တာဝန်ရှိပုဂ္ဂိုလ်တွေကိုအကုန်လုံးကိုအားပေးအထောက်ခံနေတယ်ဆိုတဲ့အကြောင်းကိုဒီကနေပြီးတော့မှကျွန်တော်ပြည်သူလူထုတွေကနေပြီးတော့မှလူထုထောက်ခံပွဲတွေလုပ်ကြတယ်လုပ်ပေးနေတရားတွေတော့တွေ့ရတယ် ဒီကြားနာလျှောက်လဲနေတဲ့မြန်မာကိုယ်စားလှယ်အဖွဲ့ကပြည်တော်စုဝန်ကြီးဦးကိုကိုလိုင်းနဲ့ပြည်တော်စုဝန်ကြီးဒေါက်တာသီတာဦးတို့ကိုလည်းကျွန်တော်တို့ကဒါမြန်မာပြည်သူတရက်လုံးအနေနဲ့ထောက်ခံပါတယ်ဟုတ်တယ်အကြောင်းလည်းကျွန်တော်ပြောချင်ပါတယ် ပြောချင်ပါ ဟိုနောက်တစ်ခုကလည်းဒါကျွန်တော်တို့မြန်မာပြည်အတွက်လည်းဟိုပြောရရင်တော့ဟိုဂုဏ်ယူစရာသတင်းပေါ့နော်အမေရိကန်ပြည်တော်စုမှာလုပ်နေတဲ့ work for peace ပေါ့နော် ဟုတ်တိတ်ကောင်း ငင်းငင်းအတွက်ရှောက်ပွဲပေါ့နော်အဲ့ခုနေ့မှာအဓိကပြင်ဘေကရူပညာကာရပေါ့နော်ပညာကာရဥဆောင်ပြီးတော့တန်ခါအပါသူကစထွက်တာတော့တန်ခါအပါဟိုနေ့လောက်9ပါးလောက်နဲ့ထွက်တာဒါပေမဲ့လက်ရှိအနေထားမှာတော့အပါ20လောက်ဖြစ်သွားပြီ ဟုတ်တယ်များလာ သူကမိုင်ပေါင်းသူတို့မိုင်ပေါင်းပထမသူတို့တွက်တာကတော့2800လို့တွက်ပြီမယ်ဒါပေမဲ့အခုသူတို့ပြန်တွက်ရတော့မိုင်ပေါင်း3800လောက်ရှိတယ်သူတို့ရှောက်အောင်မယ်နေတာနော်ဒါပေမဲ့သူရပေါင်း120လောက်ပဲရှောက်မှာပေါ့နော်သူတို့စတာက forward Texas ပြည်နယ် forward ကနေစတာ ဟုတ်ကဲ့ သူတို့ခီးဆုံးမှာက Washington DC မှာဆုံးမှာဟုတ်တယ်အခုဆိုရင်သူတို့ခီးတဝက်ကျော်ကျော်လောက်ရောက်နေဟုတ်တယ်အဲ့တော့သူအဓိကအဖြစ်တော့ဒီလမ်းတစ်လျှောက်မှာသူပြောသွားတာဒါသူတို့ရဲ့ဒီ work for peace ကဗုဒ္ဓဘာသာကိုစည်းရုံးတာမဟုတ်ဘူး ငင်းငင်း ငင်းငင်းအဓိကအဖြစ်ကဘာကြီးမှာလိုအပ်နေတဲ့ငင်းချမ်းရေးကိုဟုတ်လားငင်းချမ်းရေးဆိုတာဘယ်လူတဦးတယောက်ကမှတိုက်တွန်းစရာမလိုကိုတဦးချင်းစီမှာငင်းချမ်းမှုဆိုတာငင်းချမ်းရေးဆိုတာရှိပြီးသားဒီငင်းချမ်းရေးကိုဒီငင်းချမ်းမှုကိုကိုယ့်ဘောက်ကိုဟုတ်လား mindfulness ခေါ်တာပေါ့ကိုယ့်ဘောက်ကိုတတိထားကြည့်ပြီးတော့ကိုယ့်ဘောက်ကိုတဦးချင်းစီကငင်းချမ်းရေးတိဆောက်လို့ရတယ်ဆိုရင်ဒီသတင်းစကားကိုပြီးသွားတာဟုတ်တယ်ဒါပေမဲ့ तू ကတော့အမေရိကန်မှာလမ်းလျှောက်နေပြီမဲ့ဒီသတင်းစကားကတကဘာလုံးကိုပြန့်သွားတာတကဘာလုံးကိုပြန့်သွားတယ်ပြန့်သွားနောက်တစ်ခုကကျွန်တော်တို့မြန်မာနိုင်ငံအတွက်ကဘာကဟိုဘာကိုဂုဏ်ယူတာလဲဆိုတော့ဒီဘေကနူဒီပန်နကာရဒီဟုတ်လားဒီဦးစင်းကဒီဦးစင်းကမြန်မာနိုင်ငံမှာလာပြီးတော့ဒီဗုဒ္ဓစာပေတွေလေ့လာဘူးတယ်နှစ်လောက်လေ့လာဘူးဒါလည်း तू ထုတ်ပြောတာပေါ့နော်ထုတ်ပြောတယ်အဲ့တော့ပြောရတော့ကျွန်တော်တို့တိုင်းပြည်ကလည်းတကယ်ဗုဒ္ဓဘာသာတကယ် majority ကိုးကွယ်တဲ့တိုင်းပြည်ဗုဒ္ဓဘာသာအများစုကိုးကွယ်တဲ့တိုင်းပြည်ပေါ့နော်အမေရိကန်မှာလမ်းလျှောက်နေတဲ့ဆရာတော်တွေကကိုယ်တိုင်းပြည်မှာကျွန်တော်တို့ကိုးကွယ်နေတဲ့ဗုဒ္ဓဘာသာဆရာတော်တွေဖြစ်တယ်။ဗုဒ္ဓဘာသာရဲ့အနှစ်သာရတွေကိုလည်းကဘာကြီးကမြင်တယ်။နော်ဒီလိုပဲဟလာဓာတွေကိုလည်းသူတို့အဲ့မှာလမ်းမှာရှိတဲ့လူတွေအကုန်လုံးကိုလည်းဟောကြားသွားတယ်။အဓိကအဖြစ်တော့ဗာလဲဆိုတော့လူတွေအနေနဲ့ကဟိုဘယ်လိုခေါ်မလဲဟိုတယောက်နဲ့တယောက်ခုနပြောသလိုအမုန်းစကားတွေပြောနေမယ်အစားနော်ဒီဟိုနေ့ဖြစ်ဒီဆရာတော်ပြောသလို တရားတွေ going to be my peaceful day ငြိမ်းချမ်းရေးကိုလူတိုင်းတည်ဆောက်နိုင်တယ်။အဲ့ဒီငြိမ်းချမ်းရေးကလူတိုင်းရှိမှရှိပြီးသားဒီငြိမ်းချမ်းရေးတကားပေါက်ကိုတော့ဖွင့်မှုအတွက်သူဒီတော့တိုင်းကိုင်းပြီးလမ်းလျှောက်နေတာဖြစ်တယ်။ဆရာတော်ကဒီလိုပြောတာပေါ့နော်။အဲ့တော့ကျွန်တော်တို့မြန်မာနိုင်ငံမှာဆိုလို့ရှိရင်ဒါပို့ပြီးတော့လိုင်းနာကျင့်သုံးတင်တယ်လေ။ဒါကြောင့်မို့ကျွန်တော်ပြောချင်တာဘာလဲဆိုတော့ဒီလမ်းလျှောက်ပွဲကြီးကကျွန်တော်တို့မြန်မာနိုင်ငံကိုဘယ်လိုပဲဖြစ်ဖြစ်ဟိုအကောင်းဆုံးတက်ရောက်မှုရှိတယ်။ effect ရှိတယ်။ ဟုတ်တယ် effect ရှိတယ်။ဒါကြောင့်မို့ကျွန်တော်တို့မြန်မာနိုင်ငံအနေနဲ့ကလေဒီအချိန်မှာငြိမ်းချမ်းတဲ့အတိုင်းမျိုးဖြစ်တယ်။ဒါတယောက်နဲ့တယောက်နားလည်မှုရှိတဲ့အတိုင်းမျိုးဖြစ်တယ်ဆိုတာပြဖို့လိုတယ်လို့ကျွန်တော်ဒါလေးသုံးသပ်ချင်တယ်။